ပုံကြောင်းမှာတသက်လွတ်ကျွေးပါတယ်နော်တသက်လွတ်လိုက်စားကြမယ်ဒါရောက်ပါပြီပေါ့နော်ထိုင်းနိုင်ငံရဲ့တသက်လွတ်ပုံကြောင်းပေါ်မှာလည်းရှိတယ်လေမအချော်လေးပါပေါ်တတ်မယ်လေကျွန်တော်လိုက်တာဒါမေမေလေးဆိုင်ဝင်ချင်းအပြန်ကျမဝင်သမီးဘီးပါလားအချူတက်နေပါပြီ။မြောက်လေးတွေရှိတယ်လို့ပြောပါတယ်။ရေတကုံကရေကျနေတယ်လွတ်စားတဲ့နေရာကိုသွားပါမယ်။သက်သက်လွတ်ကိုနေ့တိုင်းကျွေးတယ်လို့သိရပါတယ်။နေ့တိုင်းသက်သက်လွတ်ကျွေးပါတယ်ဒီပုံဒီမှာပေါ့ဟုတ်ကဲ့ပါရှင်မပြောင်းမှုရိုက်ပြဟုတ်ကဲ့ပါရှင်ပြောင်းမှုလည်းရိုက်တာပါဒါမေပါရှင်မေစားတော့မယ်ပေါ့ညီမချော်လေးတွေပကံလေးတွေကိုအစီအစီလေးတွေထားတယ်ဒီမှာစွန်းနေပကံလေးပေါက်လေးတွေမှာဇုံးလေးတွေကိုထည့်ထားတာပေါက်လေးနော်တို့ရဲ့ဒီခေါ်ကဲဒါပုံကြီးချောင်းတွေမှာနောက်ဆိုရင်အတူယူစီတာလေးတွေနော်အများကြီးထည့်လို့ရတယ်တွေ့လားဇုံးလေးတွေထည့်ထားတယ်ပုံလို့စားစားလေးတွေရောင်ဘူးတရက်တီးလေးတွေကိုစိတ်ထားမတတ်လို့ပြင်ရတယ်
ဒါအဆက်ထည့်မယ်နော် ငါပကဲ ညာသမီးလားသမီးလားထည့်မယ်လား မထည့်ပါလား မဒါရောဒါခောက်ဆွဲကြောအဆက်ပါအချိုရောယူမလားမောင်လေး ယူရမှာ ထည့်အောင်မလားတို့ရ တော်ပြီ ညောင်းလားညောင်းလားခါယူဆက် အဲ့ဒါပါ မသိပါဘူးရွက်ချိုလေးကြောက်လို့ဆိုတော့သားစားတယ်သူကတော့ခါဆွဲကြောအဆက်လေးနဲ့ပဲစားပါမယ်လို့ဆံမြုပ်လည်းရှိပါတယ်ဒါဆံမြုပ်ကြိုက်တဲ့သူတွေဆံမြုပ်ပါဘလို့ရတာရှိတယ်လဲစစ်စစ်လည်းမသိဘူးစားကြည့်မှာပေါ့နော်ဒါဟင်းကျူလို့ပြောမှာပေါ့နော်ပေါက်ပန်းပြူဟုတ်လား အပွေလေ အော်ပေါက်ပန်းပြူပေါက်ပန်းပြူတဲ့အော်ပေါက်ပန်းပြူဘွေဟင်းကျူတဲ့ဒါကတော့ကော်ဖီတို့မုံဟင်းတို့နဲ့ချက်ထားတာကဲသူတို့မိသားစုဝိုင်းပါရှင်ဒါဆွေမျိုးတွေပါဒါလူမစုံလေးပါဘူးဆွေမျိုးတွေယူပြီးတော့ကိုရင်တော်ပြီပေါ့မီနောက်မှမကောက်ကောက်နေချက်ဆွေးနေကြပါရှင်မမေကတော့အကြိုက်ပါမမေကတော့အကြိုက်ပါအဲ့ဒီမှာမမေအကြိုက်တယ်ပါမမေစားကောင်းလားကောင်းကောင်းစားထဲလက်ကားကျွေးတာစားထဲဦးနော်မင်းနော်ဆေးဖြစ်တယ်တဲ့နော်အချင်းထဲခဲ့တယ်အချင်းရှိတယ်မငယ်ရုံးအေးထဲခဲ့လားမီးတထဲတယ်တော့တာတရုံမဆံပြုံးနဲ့ပြီးတော့မှအထဲကိုဓာတ်ပုံရရအောင်အထဲကိုတီးပြီးရအောင်ခဏနေနာမယ်နော် ဟိုကမှလေး